ဒီနေ့ BDU နဲ့ one dimensional refrigeration အကြောင်းပြောမယ်အဲ့တော့ BDU ရဲ့ရှေ့ကောက်ကဒါ British Thermal Unit ပေါ့ British Thermal Unit အပူရဲ့ပမာဏကိုဖော်ပြတဲ့ unit နော်အဲ့တော့ရေတစ်ပေါင်ကို1 degree Fahrenheit အပူချိန်မြင့်တက်လာအောင်ပေးရတော့အပူပမာဏကို1 BDU ခေါ်သည်ရေတစ်ပေါင်ကို1 degree Fahrenheit အပူချိန်မြင့်တက်လာအောင်ပေးရတော့အပူပမာဏ1 BDU နော်အဲ့တော့ရေခဲတတန်မှာပေါင်2000ရှိရယ်တတန်ကပေါင်2000ရှိရယ်ဘာပဲဖြစ်ဖြစ်နော်အဲ့တော့ရေခဲတတန်ကိုရေဖြစ်အောင်24နာရီအတွင်းမှာဒါမှမဟုတ်ရေတတန်ကိုရေခဲဖြစ်အောင်24နာရီအတွင်းမှာဘလောက်အပူပမာဏပေးရလဲဘလောက်ပမာဏစွန့်ထုတ်ရလဲဆိုတော့တွက်မယ်ဆိုရင်ဒါ144ကို2000နဲ့မြောက်လိုက်တော့2,8000နဲ့8000 BDU ရေကိုရေခဲဖြစ်အောင်လုပ်တယ်ဆိုရင်ဒါ2,8000 BDU ရှိရဲ့အပူကိုစွန့်ထုတ်အောင်အဲ့တော့တနာရီတွင်းကိုကြည့်အောင်တနာရီတွင်းဆိုရင်2,8000ကို24နဲ့စားအောင်တနာရီရမယ်အဲ့တော့12,000 BDU နော်အဲ့တော့ one dimensional refrigeration ဆိုတာရေခဲတတန်ကိုရေခဲဖြစ်အောင်တနာရီတွင်းမှာဥပမာဏဒီမှာ12,000 BDU ပါဟောဒါ one dimensional refrigeration လို့ခေါ်တာအဲ့တော့ cooling capacity ကိုစက်တွေမှာဖော်ပြရင်လည်း BDU ပါဟောနဲ့ဖော်ပြကြတယ် kilowatt နဲ့ဖော်ပြတာလည်းရှိရယ်နော်ဒါနောက်မှပြောပြမယ်ဒါဆိုရင်ဒါ TCL split type နော်ဒီမှာ9000 BDU လို့ရေးထားတယ် capacity 9000 BDU ဆိုတာဘာပြောရလဲဆိုတော့9000 BDU ပမာဏရှိရဲ့အပူကိုတနာရီတွင်းဖယ်ထုတ်ပေးနိုင်တဲ့စက်လို့ပြောတာအော်ဒီခန်းထဲမှာအပူဘယ်လောက်ရှိလဲကိုကတွက်ပြီးပြီဆိုရင်အပူပမာဏ9000ပဲရှိရဆိုဒါဒီစက်ကိုရွေးရမယ်ဒီ9000 BDU ကိုသူကဗမာတွေဒီမှာခေါ်နေရတော့တကောင်ပေါ့တကောင်စက်လို့ပြောကြတာပေါ့နော်ဒါတထန်တော့မပြေဘူး12000 BDU စက်မှာဒါတထန်စက်လို့ပြောအောင်